ရှမ်းရိုးမတောင်တန်းရဲ့အေးမြတဲ့လင်းကြီးတွေကြမှာထူးဆန်းတဲ့ငိုရှိုက်တန်တစ်ခုပဲ့တင်ထပ်နေခဲ့ဖူးတယ်ဆိုတာတင်တို့ယုံကြည်နိုင်ပါမလားဒီနေ့မှာတော့ဒုက္ခမီးရင်ကနေပင်းတရကူကြီးထဲမှာပိတ်မိခဲ့တဲ့နတ်သမီးလေးခုနှစ်ဖော်ရဲ့ရင်းနှင်းစရာဒန္တာကြီးကိုတင်ဆက်ပေးတော့မှာပါမင်္ဂလာပါရှင်ဒုက္ခမီးရင် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှမ်းပြည်နယ်ရဲ့တောင်တန်းဒေသမှာမြို့လေးဆိုင်နေတဲ့ပင်းတရမြို့လေးကိုရောက်ဖူးကြပါသလားဒီမြို့လေးရဲ့အထင်ကရလွိုင်ကူကြီးရဲ့အဝါကိုရောက်ရင်လေးနဲ့များကိုကင်ထားတဲ့မင်းသားတစ်ပါးနဲ့ကြောက်မဲ့ဖွယ်ကောင်းတဲ့ပင်ကူဘီလူကြီးရဲ့ရုပ်တုကိုတွေ့ရပါလိမ့်မယ်။ဒါဟာသမိုင်းမှတ်တမ်းတစ်ခုထက်ရှေးလူကြီးတွေကနေသစင့်စကားသစင့်နားနဲ့လက်ဆင့်ကမ်းလာခဲ့ကြတဲ့အသေးရစရာဗစက်တရားဆိုရင်တစ်ခုပါ။လူအများသိကြတဲ့ပင်ကူရပြီဆိုတဲ့စကားလုံးနောက်ွယ်မှာတကယ့်ကိုရင်သက်ရှူမောဖွယ်ကောင်းတဲ့နတ်သမီးခုနှစ်ဖော်ရဲ့ထန်တာကြီးကဂိမ်းအောင်နေတာပါ။ဒီနေ့မှာတော့ကျမကပင်းတရဆိုတဲ့အမီနာမှာဘလို့စတင်ခဲ့တယ်လဲဆိုတဲ့ဒန္တာကြီးလေးကိုပြောပြပေးသွားမှာပါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပေါ့ကောင်းကင်ဘုံမှာဆန်စားနေကြတဲ့နတ်သမီးခုနှစ်ဖော်ဟာလူပီလောကရဲ့တာယာလက်ပပုံကိုငေးမောကြည့်ရင်ဒီနေ့မှာတော့ရှမ်းကုန်းပြည်မင်းရဲ့စိမ့်လန်းဆိုပြီးတဲ့တောင်တန်းတွေစီကိုစိမ့်သက်လဲပတ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်သူတို့ဟာအခုခေတ်ပင်တရားမျိုးမှာရှိတဲ့ပုံးတလောက်ရေကန်လေးမှာပျော်ရွှင်စွာရေစင်းကစားနေခဲ့ကြပါတယ်သူတို့ရေကစားလို့အပြန်မှာမိုးသက်လေပြင်းတွေတီးထန်စွာရွာသွင်းလာတာကြောင့်အနီးနားမှာရှိတဲ့မှောင်မဲနေတဲ့လွိုင်ကူကြီးတစ်ခုတည်းကိုအပြေးအလွှာဝင်ရောက်ခိုလုံခဲ့ကြပါတယ်။မိုးသက်လေပြင်းတွေကြားမှာခိုကိုးရမဲနေတဲ့နတ်သမီးခုနှစ်ဖော်ဟာလွိုင်ကူကြီးတဲကိုပြေးဝင်မိလိုက်တဲ့အချိန်မှာတော့ဒါဟာသူတို့ဘဝရဲ့အဆိုးရွားဆုံးထောင်ချောက်တစ်ခုဖြစ်လာလိမ့်မယ်လို့ဘယ်သူမှထင်မှတ်မထားခဲ့ကြပါဘူး။ကူထဲကိုရောက်တဲ့အခါအပြင်ကမိုးတံတွေထက်ပိုပြီးထူးဆန်းတဲ့အသံကြီးတစ်ခုကိုသူတို့စတင်ကြားလိုက်ရပါတယ်။ရှူးရှူးဆိုတဲ့အသံနဲ့အတူဂူနေရန်တွေပေါ်မှာကြီးမားတဲ့အရိုက်မဲကြီးတစ်ခုဟာတဖြည်းဖြည်းချင်းရွေ့ရှားလာခဲ့ပါတယ်။အဲ့ဒါကတော့ဒီကူကြီးကိုနှစ်ပေါင်းများစွာအပိုင်းစားဆိုးနေတဲ့လူတရက်မကကြီးမားတဲ့ပြင်ကူဘီလူကြီးပဲဖြစ်ပါတယ်။နတ်သမီးလေးတွေဟာကြောက်လန့်တကြားနဲ့ဂူအပြင်ဘက်ကိုပြန်ပြေးဖို့ကြိုးစားကြပေနဲ့နောက်ကျသွားခဲ့ပါပြီ။ပြင်ကူဘီလူကြီးဟာပါဇက်ကနေပြင်ကူမြင်ဖြူဖြူတွေကိုထွေးထုတ်ပြီးဂူဝတစ်ခုလုံးကိုခိုင်ခန့်တဲ့ပြင်ကူအိမ်ကြီးနဲ့ပိတ်ဆို့လိုက်ပါတယ်။မှုံမဲနေရဲ့ဂူအောက်ခြေမှာနတ်သမီးလေးတွေဟာတယောက်ကိုတယောက်ဖတ်ထားရင်ငိုယိုနေပါတယ်။အခုတော့ငါတို့ပြန်လန်းမရှိတော့ဘူးလားဆိုတဲ့တောကတွေနဲ့အတူနတ်သမီးလေးတွေရဲ့ငိုရှိုက်တဲ့ဟာဂူနေရန်တွေကိုရိုက်ခတ်နေခဲ့ပါတယ်။အပြင်မှာတော့မိုးတွေကတီးထန်နေတုံးဂူထဲမှာတော့ကြောက်မက်ဖွယ်ဘီလူကြီးရဲ့မျက်လုံးနီနီကြီးတွေကနတ်သမီးလေးတွေကိုဝိုင်းကြည့်နေပါတော့တယ်။နတ်သမီးလေးတွေရဲ့အကူကြီးတောင်းတန်ဟာမိုးတန်လေတန်တွေကိုဖောက်ထွက်တောထောင်တွေကြားပဲ့တင်ထက်သွားပါတယ်။အဲ့ဒီအချိန်မှာတဲ့ကန်ကြမာရဲ့စေခိုင်မှုကြောင့်တောလိုက်ထွက်လာတဲ့မင်းသားကူမာဘယာဟာဒီလွိုင်ကူကြီးနာကိုရောက်ရှိလာခဲ့ပါတယ်။ဂူဝမှာပိတ်ဆို့နေတဲ့ထူးဆန်းတဲ့ဖင်ကူမြင့်တွေနဲ့ဂူကလာတဲ့မင်းကလေးတွေရဲ့ငိုတန်ကြောင့်မင်းသားဟာအခြေအနေကိုချက်ချင်းရိပ်မိလိုက်ပါတယ်။မင်းသားဟာတာမန်မင်းသားတစ်ပါးမဟုတ်ပါဘူး။လေးမြအသက်မှာအလွန်ကျွမ်းကျင်တဲ့သူရဲ့ဦးဆုံးဖြစ်ပါတယ်။ဘသူမှမကြောက်ကြနဲ့ငါမင်းသားကူမာဘီရောက်ပြီလို့အာမန်ဘာဘာဟစ်အော်လိုက်တဲ့ဟာနတ်သမီးလေးတွေအတွေ့တော့နတ်တန်ပေးသလိုပါပဲ။မင်းသားဟာကြောဘူးအိမ်ထဲကမြားတစင်ကိုထုတ်ယူပြီးလေးကျိုးကိုတင်းတင်းဆွဲလိုက်ပါတယ်။အဲ့ဒီအချိန်မှာပြင်ကူဘီလူကြီးဟာလည်းသူ့ရဲ့သားခွင့်ဒီကိုလူယူမဲ့သူကိုရန်မှုဖို့အတွက်ဂူဝါကိုတိရိရိတက်လာပါပြီ။ပြင်ကူဘီလူကြီးဟာမင်းသားကိုခုံအုပ်လိုက်ပေခဏမှာပဲမင်းသားရဲ့လက်ကမြားတစင်ဟာလေကိုဖြတ်ပြီးပြန်သွားပါတယ်။ဖြက်ဆိုတဲ့အထက်နဲ့အတူမြားဟာဘီလူကြီးရဲ့ရင်တွင်းကိုတေတင်းဆိုင်ဝင်သွားပါတော့တယ်။ဘီလူကြီးရဲ့နာကျင်စွာအော်ဟစ်တန်ဟာတတော်လုံးကိုတုန်ခါသွားစေပါတယ်။ခဏကြာမှတော့တောင်လိုပုံနေတဲ့ပြင်ကူဘီလူကြီးဟာမြေပြင်ပေါ်ကိုဖုံဖုံလဲသွားပြီးအသက်ပြောက်သွားပါပြီ။မင်းသားဟာဂူဝကပြင်ကူမြင်တွေကိုဓာတ်နဲ့ခုထွင်းရှင်းလိုက်ပြီးဝမ်းသာအားရနဲ့ပြင်ကူရပြီဆိုပြီးကြွေးကြော်လိုက်ပါတယ်။အဲ့ဒီအချိန်မှာဂူထဲကနေနတ်သမီးလေးခုနှစ်ဖော်ဟာအလင်းရှိတာကိုတရိပ်ရွက်ထွက်လာကြပါတယ်။ဂူဝကနေနတ်သမီးလေးခုနှစ်ဖော်ထွက်လာတဲ့အခါမှာတော့မင်းသားဟာအငယ်ဆုံးနတ်သမီးလေးရဲ့အလှမှာမိန်မိုးသွားရတယ်လို့နတ်သမီးလေးကလည်းသူမရဲ့အထက်သခင်ကိုမျက်တာဝင်သွားပါတယ်။အငယ်ဆုံးနတ်သမီးလေးကကျမတို့ရဲ့အထက်သခင်ဂျေဆုရှင်မင်းသားကြီးကိုဂျေဆုတင်လာပါတယ်ရှင်။မင်းသားကမစိုးရိမ်ပါနဲ့နတ်သမီးလေး
မင်းရဲ့ဘေးကိန်းမှုကိုငါကိုတော့တာဝန်ယူပါမယ်ငါရဲ့ကျင်ရတော့အဖြစ်လိုက်ပါနိုင်မလားလူမေးလိုက်တာနဲ့မင်းသားရဲ့ရဲရင်မှုကြောင့်အသက်ဘေးကလွတ်မြောက်ရတဲ့နတ်သမီးလေးတွေရဲ့မျက်နှာမှာဝမ်းတာမျက်ရည်တွေဆူရွှဲနေတာပေါ့ဒီလိုနဲ့မင်းသားကူမာဘရနဲ့အငယ်ဆုံးနတ်သမီးလေးတို့ဟာချစ်ချင်းလက်သွဲပြီးပင်းတရားမြို့လေးမှာအခြေချနေထိုင်သွားကြတယ်လို့ဒန်တာရီကဆိုပါတယ်အဲ့ဒီကစပြီးပင်ကူရပြီးဆိုတဲ့စကားလုံးကနေပင်းတရားဆိုတဲ့အမည်နာမဟာသမိုင်းတစ်လျှောက်ထင်ရှားကြော်ကြားလာခဲ့ပါလေမင်းသားကူမာဘရဟာပင်ကူဘီလူကြီးကိုနှိမ်မုန်းလိုက်ပြီးနတ်သမီး9ဖော်ကိုကဲ့တင်နိုင်ခဲ့တဲ့နောက်မှာတော့ဒီမြေဒီဒေသဟာအေးချမ်းသာယာမှုတွေနဲ့ပြည့်နှက်သွားခဲ့ပါတယ်ဒီကနေ့ခေတ်တော်မှာပင်းတရားဆိုတာဒန်တာရီတစ်ခုတည်းမဟုတ်တော့ပဲဗုဒ္ဓဘာသာဝင်တို့ရဲ့တရားတရားတွေစုဝေးရာနေရာတစ်ခုဖြစ်လာခဲ့ပါနီပင်းတရားရွှေဦးမင်းလွိုင်းကူတော်ကြီးတဲ့ကိုလှမ်းဝင်လိုက်တာနဲ့ခေတ်အဆက်ဆက်ကကုသိုလ်ရှင်တွေပူဇော်ထားခဲ့ကြတဲ့ရွှေရောင်ဝင်းပါနေတဲ့ဖျားဆင်းတို့တော်ပေါင်း8000ကျော်ကိုကြီးညူပွဲရဖူးမြော်ကြရမှာလို့တလူဂူတဲကအေးမြတဲ့လီညင်းတဲ့အတူဖျားဖူးလာသူတွေရဲ့မေတ္တာတန်တွေဟာလည်းစိတ်နှလုံးကိုအေးချမ်းစေပါတယ်ဒန်တာယူတွေကအချစ်ဆက်လန်းနဲ့ရဲရင်မှုတွေဟာလည်းဒီကူကြီးအကြောက်နေရန်တွေကြားမှာယနေ့တိုင်းပဲ့တင်ထက်နေစေပါပဲအခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဒန်တာယူတွေနဲ့တမိုင်းကြောင်းတွေကိုဆက်လက်နားဆင်နိုင်ဖို့အတွက်ကျမတို့ရဲ့ဒုက္ခမီးအိမ် channel လေးကို like နဲ့ subscribe လုပ်ထားပေးဖို့ဖိတ်ခေါ်ခြင်းပါတယ်နောက်ထပ်ဗီဒီယိုအသစ်တွေတင်လိုက်တိုင်းမှာလက်မလွတ်အောင် notification bell လေးကိုလည်းနှိပ်ထားပေးပါအောင်နော်